အဝေးရတယ်အကယ်မသိလို့မေးရလို့ဆိုရင်တေချာလေးဖြေပြီးရဒီလားဘာလို့လဲဆိုတော့လေဟိုအခုနောက်ပေါင်းတော့ဖြစ်ကုန်ပြီနောက်ပိုင်းနှစ်တွေတော်တော်များများမှာနောက်ထွက်ပေါ့နော် flagship ပုံစံမျိုး mid rate level ပဲပြောပါမယ်နော်အဲ့ flagship ကို mid rate level ရောအဓိကတော့တန်ဖိုးမြင့်ဖုန်းအကြီးစားတွေမှာဆိုရင်တော့လေဂျက်ပင်မပါတော့ဘူးရှင်ဒါဆိုအဝင်ခုနအကိုမေးတဲ့14 Pro 15 Pro နဲ့အလားတူပေါ့နော်ဒီမှာကြည့်လိုက်Poco ရဲ့ M8 Pro ဒါလေးက second အလုံးလေးကြိုက်ဒါလေးကရောင်းမဲ့အလုံးလေးတွေကနမူနာပြပေးမယ်ဒါက official ဈေးက14သိန်းလား15သိန်းလားအဝင်မေ့သွားလို့ဒီလားဒါပေမဲ့3-4သိန်းတက်တာတော့ဒီပါကင်ဈေးတက်တာဒီထားပါပြီးရင်ဖုန်းဈေးကိုပြန်ပြောပြမယ်ဒီမှာကြည့်ဒီမှာနော်လက်ချက်ပေါက်မပါဘူးအပေါ်မှာလည်းမပါဘူးဘေးပက်လေးမှာလည်းမပါဘူးပြောချင်တာကဒီလိုမျိုးနောက်ပိုင်းထွက်တဲ့ဖုန်းတွေK series တွေကော Turbo series တွေကော Note series ရဲ့အမြင့်ပိုင်းတွေကလေnet jet ပေါက်မပါတော့ပါဘူးဒါဆိုဒီလိုဖုန်းတွေကိုကိုယ့်ရဲ့ privacy ရပါတော့ net jet လေးနဲ့သုံးချင်တယ်တချင်သားထောင်ချင်တယ်ဖုန်းပြောချင်တယ်ဆိုရင်ဒီလိုမျိုးပေါ့နော်ဒါ Windows ဆိုင်မှာရောင်းတယ်ဒီလိုမျိုးဒီပေါ့နော်တိုက်စီကောင်းတဲ့net jet မျိုးနဲ့ပဲဖြစ်ဖြစ် airport နဲ့ပဲဖြစ်ဖြစ်ပြောင်းသုံးလို့ရပါတယ်သို့မဟုတ်ရိုးရိုး jet ပင်ဆိုရင် Windows ဒီမှာခေါင်းချိတ်နဲ့ဟာလေးလေခေါင်းပြောင်းလို့ခေါ်ရပါတော့။ခေါင်းပြောင်းလို့ခေါ်ရင်ဒီဘက်မှာတိုက်စီခေါင်းပြီးရင်ထိုးတဲ့ချက်ပိန်ပေါင်းလေးအဲ့လိုလေးဝယ်သုံးလို့တော့ရတယ်ပေါ့နော်။အခုနောက်ပိုင်းတော့ပေါ့နော်accessory တွေလည်းပေါ်လာတယ်ဈေးတက်လေးနဲ့ဝယ်လို့ရတဲ့ဒီ airport လေးလည်းရှိတဲ့ခါကျတော့တော်တော်များများ customer တွေ airport ပို့သုံးတယ်ဘာဖြစ်လဲကျိုးရှုပ်တာတွေကျိုးညိတာတွေမရှိဘူးပို့ပြီး smart ကြရဲလွယ်ကူတယ်တောင်းရှိတယ်ပေါ့နော်ဒီလိုကျိုးနှစ်ချက်တွေကြိုက်တဲ့သူကလည်းဒီလိုမျိုးလေးရှာဝယ်လို့ရတယ်နော်အဝင်းဆိုင်မှာလေးရောင်းပေးတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုကျိုးတွေတကွေးနဲ့ကျိုးခောက်တာကျိုးကြေတာကျိုးကောင်းတွေပြက်တာတွေမကြိုက်ဘူးဆိုဒီလိုမျိုး airport လေးလေအာမခံပါတစ်နှစ်ပါတော့မှ3-4တောင်းနဲ့ဝယ်လို့ရတယ်အာမခံတစ်နှစ်ပါ4တောင်းကျော်ပေါ့4,000ဝန်းကျင်မှာကြိုက်တော့တက်လို့ရ airport လေးဒီဇိုင်းဆောင် brand ဆောင်ရှိတယ်အမခံပါပြီးသားလေးပေါ့နော်အဲ့တော့ဒီလိုမျိုး airport လေးနဲ့ပြောင်းသုံးရပါတယ်အခုမေးထားတဲ့မေးခွန်းရဲ့ညီကုန်းကတော့တကယ်မပါပါဘူးနောက်ပိုင်းအမြင့်ဖုန်းတွေမှာလည်းချက်ပေါက်အဲ့လိုအပေါက်ပေါ့နော်ချက်ပင်ကောင်းအပေါက်မပါဘူးဒါဆိုလည်း CV2 သူဆိုလည်းချက်ပေါက်မပါဘူးဟောတော့မပါဘူးနော်ပါရအောင်ပြောလို့ဒါကြီးကဟိုဟာကြီး remote sensor control ဟိုဟာလေ remote ဟိုဟာပေါက်ကြီးတော်တော်များများနဲ့ချက်ပေါက်မပါ iPhone တွေလည်းထုံကြီးလက်ကောင်းမှာဒါဆို iOS ဟို15 Pro Max ဒီမှာနဲ့ချက်ပေါက်ကသူကမပါဘူးသူဆိုရင်လည်း iOS ကောင်းနေပဲဒီလိုမျိုးတိုက်စီကောင်းသို့မဟုတ် AirPod နဲ့ပဲသုံးရတာပေါ့နော်တလက်စာရဲ့လမ်းကြုံကြောင်းလိုက်အောင်မယ်ဒါလေးကတော့ Poco ရဲ့ M8 Pro 5G လေးပါသူဒီဘာရဲ့ global လုံးလဲဆိုတော့ Note 15 Pro ရဲ့ official global မှာထွက်တဲ့ Poco M8 Pro ပါကင်ဈေးကလေဈေးမှာဆိုလို့ပြန်ကြည့်ပြီးတော့ပြပြပေးတာပါ M8 Pro တော်တော်တန်ပါတယ်ပါကင်ဈေးရကြတော့18သိန်း9,900 all 5 quality အလုံးတန်ယူပါအဲ့ဒါကြီးကိုအဝင်းရှိမှာ10သိန်း17သိန်းပတ်ချလေးနဲ့ကန်ရမယ်နော်100 watt support လေးနဲ့